ကိုသွားစားပါမယ်ဘာမှစား ဟုတ်ဒီဆောင် နော်ငါဆက်တော့စားလိုက်driver တော့မြန်ဖွင့်တော့ခုစားပြီးပြီဆိုတော့ဒီကားလေးနဲ့ကားပတ်မောင်းမယ်စီဘိုးတက်တာရယ်ဆိုတော့ရှောက်သွားမယ်အရင်တော့ဆိုတော့ချစ်သူကြီးစားဘွားဟိုကားပေါ်မှာပဲအချိန်ဖြုံးတာเนาะကားကိုပတ်တာဘယ်နှစ်နာရီလောက်ကြာ စားကြရှင်စားပြီးလို့ရှိရင်ရှောက်သွားကားပတ်မောင်း ကားပေါ်မှာရွယ်ချင်းတွေ့ကြဟုတ်တယ်မလား အဲ့လိုမျိုးဘိုးဘိုးနဲ့ချိန်ကုန်သွားတာပုံများတာဟုတ် ကားပေါ်မှာပဲစကားပြောတယ်ကားပေါ်မှာပဲမိုးစားတယ် ဒါပေမဲ့အခုဒီ EV ကားလေးတွေကတော့တော်တော်အဆင်ပြေသွားပြီစီဘိုးတက်တာပြင်ဟိုကထင်တာတဲ့လားကိုတို့အရက်နဲ့ဒီကားလေးနဲ့ဟိုဆို ကျင်းချက်မယ် တင်းကျင်းကြမယ်ထင်တာအဲ့လိုလည်းမဟုတ်တော့တော်တော်ချောင်း စင် ကားကုန်ကျဒီကားလေး ချစ်တယ်အဲ့လိုဒူးတွေပါကြက်မယ်ထင်တာနော်တွေ့တယ်ဒီဟာလေးလည်းမဆိုအရှိရပါကြီးတဲ့ဆန် နောက်ကားကိုယ်တေးတော့ကွာဒီမျိုးရင်းကားရှုပ်တဲ့နေရာမျိုးတွေနောက်ဟိုအခုမှကားစမောင်းမဲ့ဒီမျိုးတွေဆိုရင်ဒီလိုကားလေးနဲ့ပုံစံတွေဘာဖြစ်လို့လဲဆိုတော့ parking နေပါရင်လေထိုးရတာလည်းဝယ်ကူပါတော့နော်ခေါင်းဝင်ကိုဆန်းဆိုတော့ပုံစံကားမျိုးတွေဖြစ်နေ နောက်ဖုန်းနဲ့ကြည့် နောက်ခန်းနဲ့ကျဘိုးလောလောဆယ်ကကျွန်တော်နှစ်ယောက်တည်းဆိုတော့ဒီကားလေးနဲ့ကတော့အလုံးငားတဲ့ရက်ဒီမှာဒီကားလေးနဲ့ပဲတွားပြတယ် နေတော့လို့ကားပေါ်မှာ4နာရီ5နာရီလောက်ချိန်ဖြိုးလို့ရပြီစီဘိုးသက်တာပါလို့ အခုကောင်းမှချိန်ပြုံးကြမလို့တော့ပါဘူး ဟိုအိမ်ပေါ်မှာတက်နေလို့ရအောင် ဟုတ်တာမိတော့ရီးသားပေါ်လာတဲ့ထဲ ဒါလင်းမော်တာ T03 ဟောဒီဗီဒီယိုဆို စာနံပါတ် T03 ဒီက highway လေတွားလို့ရတယ်လို့ပြောကျွန်တော်တို့စမ်းပြီးတော့မမောင်းရတယ်ပေါ့နော်ဟိုတည်းတော့ကျွန်တော် highway စမ်းမောင်းကြည့်အောင်အခုလောလောဆယ်မှာဒီမျိုးတွေမောင်းရတာအရင်အောင်ဆင်ပြေတယ်နောက်ကားလေးကကိုရီထင်ထားတာတက်ကိုအရင်နဲ့တွတ်တယ်တော်တော်လေးပေါ့တယ် ဘက်ထရီရောကိုလောက်ရတာချက်သွားမှာ လောက်တယ်ကိုအပြည့်ဖြည့်ထားတာနောက်တော့3လေးရ AC မောင်းလို့ရတယ်ကျွန်တော်ပဲ ပေးရောဟုတ်ကဲ့မင်္ဂလာပါ ခုတော့အိမ်ပြန်ရောက်ပါပြီ ကျွန်တော်ညောင်းရဲ့ဘလိုလေးကိုအားပေးကြတဲ့ပိတ်သက်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ ဆုံးတီတီဗီဒီယိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်